ကြီးတော့ချောင်းနည်းနည်းရှည်တယ်ဘောပိုင်မိုင်းကြီးတော့ချောင်းရှည်မဟုတ်ဘူးเนาะအတူတူလေးပဲကဲနောက်ထပ်တစ်လုံးနောက်ဆုံးတစ်လုံးကအောအောင်ရမယ်เนาะတွေ့တော့အာရေးချာတွေ့တော့အာရေးချာအောင်အာရေးချာအောင်အာကငေါငူအတန်လိုက်မယ်ပေါ့နော်အတန်ငေါငူအတက်ဖြစ်တဲ့အတွက်ငေါငူအတန်လိုက်ထည့်ပြရမယ်အောင်ရမယ်နော်အောင်အရင်ပြောပြီးပြီဒီစကားလုံးလေးတွေကိုဒီကလို့ကိုကမှတ်ထားခြင်းနဲ့ဆိုလို့ရှိရင်လိုက်ပြီးတော့မှတ်ထားပါနော်ဒီကလို့ကိုကမရဘူးကိုကစာမလိုက်နိုင်တဲ့သူတရားဆိုလို့ရှိရင်ဒီဘီအတန်ကိုပဲဒေတာလေးလိုက်မှတ်ပြီးတော့အရင်ဦးဆုံးလိုက်ပြီးတော့သင်သွားပါတော့နောက်မှဒီကနောက်ထပ်တစ်ခါအရင်ပြန်သင်ပေးဖို့ရှိသေးတယ်ပေါ့နော်ဒီကလို့ရတဲ့လူစာလိုက်နိုင်တဲ့လူဆိုလို့ရှိရင်ဒီတာကိုတစ်ခါတည်းဆိုပါနောက်ဆိုလို့ရှိရင်စာပြန်နွေးရုံပဲကြံတော့တာပေါ့နော်ဒီစာလုံးပေါင်းတာကြိုက်ကြတော့အခုပေါင်းလို့မရသေးဘူးเนาะဒီအတန်းကဘယ်နာကတော့ပေါင်းလဲဆိုရင် level 1မှာပေါင်းပေးလို့ရတယ်เนาะအဆုံးမှာပေါ့ပြီးကန်ဒီမှာစာလုံးပေါင်းပေးလို့ရတယ်เนาะကဲဆိုတော့ပထမဦးဆုံးအလုံးအနေနဲ့sorry ဒီတစ်လုံးကျန်သေးတယ်အောင်ရဲ့ရေပုံရင်းကြီးပြမယ်အောင်ရဲ့ရေပုံရင်းကြီးကြတော့ဒီလိုမျိုးလေးပေါ့เนาะအရင်ဦးဆုံးအကွေးတေးလေးကနေစမယ်ပြီးတော့တင်မယ်ရမယ်နော်အောင်ကဲရမယ်နော်ကဲဆိုတော့ဒီလေးလောက်ပြီးပါပြီအစားနေပြန်ပြီးတော့တင်ဆိုပြမယ်တောလိတ်ဘောပိုင်မိုင်းတီရွက်ပေါ်ပလာငါအောင်ရေပေးစေပေါ့နော်ရေပေးစေတွေကိုအောင်လို့သုံးတယ်ပေါ့နော်ကဲတကယ်လို့ B အတိုင်းပဲထွက်မယ်ဆိုလို့ရှိရင်ဘောရမယ်နော်ပေါ်ကိုတွေ့လို့ပါဆောင်ရေချပေါ်ရမယ်နော်ပလာโอเคပေါ်နောက်ထပ်တစ်လုံးကကဲရမယ်နော်ရပြီဆိုလို့ရှိရင်အရင်ကဒီဒါကိုပြန်ပြီးတော့ဖြတ်မယ်ပထမ5လုံးကိုအရင်ထပ်ပြီးတော့ပေါင်းပြမယ်နော်ဆိုပြမယ်အရင်ဦးဆုံးပထမတစ်လုံးအနေနဲ့ကကောကိုင်နောက်တစ်လုံးကကောကျန်နောက်တစ်လုံးကဒေါ်ချက်တာတောပတာပြီးလို့ရှိရင်ဒေါ်ဒီဆိုပြီးတော့တင်သွားပေးရပါတော့ပြန်ပြမယ်ကောကိုင်တောကျန်ဒေါ်ချက်တာတောပတာဒေါ်ဒီတောတောင်ဘောပိုင်မိုင်းပေါ်ပလာအောင်ရမယ်နော်ကဲတကယ်လို့ B ပဲထွက်မယ်ဆိုလို့ရှိရင်မာကုန်ပြီဆိုပြီးတော့4လုံးပြီးပြီပေါ့နော်အမြင့်တန်ကြီးလည်းပြီးပြီအလဲတန်ပြီး6လုံးလည်းပြီးပြီဆိုလို့ရှိရင်နောက်ထပ်အုပ်စုတစ်အုပ်စုဖြစ်တဲ့အနိမ့်တန်ပြီး24လုံးပေါ့နော်ကဲဆိုတော့ဒီနားမလဲတာနားမရှင်းတာရှိတယ်ဆိုလို့ရှိရင်အရန်ကိုမေးလာလို့ရပါတယ်အိမ်သာထပ်ပေးပါတစ်လုံးကိုမြင်းချောင်းနှစ်ချောင်းပေါ့နော်တလုံးကိုမြင်းချောင်းနှစ်ချောင်းရေးပြီးတော့အရန်ကိုစာထပ်ပေးပါပေါ့နော်ပြီးလို့ရှိရင်အတန်ပို့ပြီးတော့လည်းအမျိုးအိမ်သာထပ်ပေးပေါ့နော်ဒါမှအရန်အတန်ကိုအတန်ပိုင်းစစ်တဲ့အခါမှာ
အတန်ပြည်ပြမှုရှိလားဘာတွေလိုအပ်လဲဘယ်လိုထပ်ဆိုရမှာလဲဆိုတာကိုအေးဒါစစ်ပြီးလို့တတ်မယ်ပေါ့နော်ကဲအားလုံးပဲအစစ်ပြေကြပါစေလို့မျှော်လေးပါတယ်အားလုံးပဲ fight တင်ပါနော်ထိုင်းစကားဒီကိုစစလေးလာတဲ့အခါမှာပဲကိုအတွက်ခက်ခဲမယ်ပေါ့နော်ဒါပေမဲ့ကိုဒီတရက်ကိုနည်းနည်းပုံမှန်လောက်ပါလို့ရှိပေါ့နော်နောက်ဆိုလို့ရှိရင်ယုံကြည်ပါလွယ်လာပါလိမ့်မယ်ပေါ့နော်တကယ်တော့ထိုင်းစကားတက်လူတွေပေါ့နော် AI မှာအလုပ်လုပ်ချင်တယ်ဆိုလို့ရှိရင်လည်း AI အလုပ်ချပေးပါရဲ့နော်နောက်ဆိုလို့ရှိရင် AI ဒီထက်ကAI လည်း AI ဘက်ကနေလည်းပဲအများကြီးတင်တဲ့သားတွေအတွက်အများကြီးစူးစမ်းပေးသွားမယ်ပေါ့နော်ကဲဆိုတော့အားလုံးပဲစီစီကြပါစေပဲနောက်ဒီမှာတင်လဲဆိုတွေ့ပါမယ်ရှင် bye bye ဖတ်တင်နော်